ကဲကျွန်တော်ရဲ့ကားချစ်သူမိတ်ဆွေများအားလုံးကိုကားလေးတွေအစုံလိုက်ပြပေးမယ်ဒါကျွန်တော်အိမ်ရှိချန်နဲ့ကနေပြီးတော့အရင်ရိုက်ပြပေးမယ်ပေါ့နော်လုပ်ငန်းသုံးထဲမှာဘာလေးတွေရှိမလဲဆိုရင်300ပေါ်တော့ပဲသုံးပဲဆိုရင်ဒီမှာစုပ်ကွန်တောင်ဖိုင်းလေးရှိမယ်နော်တောင်ဖိုင်းလေးရှိမယ်312မှာ8သိန်းနဲ့မာစတာဘုံကိုလေးကမနေရမှရောက်တာခင်ဗျာနော်တကားလေးကနော်မာစတာဘုံကိုလေးရှိမယ်မတကောင်လေးလည်းမနေညနေရမှရောက်တာခင်ဗျာနော်နေဆန်းလေးကဈေးတော့မသိရသေးဘူးအကားလေးဒီဆက်အာဒီအလုံးချင်းလေးရှိဦးမယ်ခင်ဗျာနော်ကောချင်းလှော်ချင်းတဲ့ကိုတွေများတွေတွေ့ဒါလေးကတော့ကျွန်တော်ဟိုတနေ့ကတော့ရောင်းပြီးသွားပြီခင်ဗျာနော်300ကျော်လောက်နေတော့မှတပက်က3ကျင်နေဆိုရင်တော့မှကျွန်တော်မှဇူလီတစ်စီးရှိဦးမယ်နော်တော့680မှာ8သိန်းနဲ့နော်ဒီမှာနေဆန်ကာလာဗန်လေးရှိမယ်ခင်ဗျာနော်နေဆန်ကာလာဗန်လေးဒါလေးတွေကျွန်တော်ဗီဒီယိုရိုက်မတင်ရသေးဘူးရဲ့နော်ပက်ကက်အော်တိုလေးရှိမယ်နော်ဒီမှာအော်တိုအမှန်လေးအိုင်တန်းရန်ကုန်နဲ့ရမယ်ခင်ဗျာနော်ဈေးနှုန်းလေးကတော့618သိန်းနဲ့တကောင်လေးလည်းအယောင်းပြီးသွားပြီခင်ဗျာနော်တကောင်လေးလည်းကျွန်တော်ငွေဆောင်တယ်အရေးကြတကောင်လေးကိုကျွန်တော်ရောင်းပေးလိုက်တာအရေးကြလေးနဲ့ကျွန်တော်ရှိမှအရေးကြဝယ်တဲ့ customer တွေအရန်တန်တယ်နော်အတိုးက300တစ်နှစ်လုံးမှာ16သိန်းနဲ့တစ်ချက်ပြား30 product runner ကတော့2ပတ်လောက်ကြာမယ်ခင်ဗျာနော်လုပ်ငန်းတစ်ခုပြနိုင်ရတယ်လိုင်စင်ရှိချင်းမရှိချင်းအဓိကမဟုတ်ဘူးဝင်ငွေထွက်ငွေလေးပြနိုင်ရင်ကိုရပြီနော်ရန်ကုန်မန္တလေးရမယ်ခင်ဗျာနော်ဟုတ်ဒါတော့ကျွန်တော်အင်ရှိ channel မှာရှိတဲ့ကားလေးတွေပေါ့နော်ကျွန်တော် channel ကကားလေးတွေတစ်ချက်ပြပေးပဲကားတွေဝယ်လို့မရဘူးဗျာကားတွေခြောင်သွားတယ်နော်ဒီဗီဒီယိုရောင်းလို့တော့ကားများကိုလည်းကျွန်တော်တို့ပြန်လဲဝယ်ယူပေးပါတယ်ခင်ဗျာကား connection ကောင်းကောင်းလေးတွေဝယ်ပေးတယ်နော်တိုက်ပါရင်တော့ကျွန်တော်တို့ဝယ်ပေးဘူးဗျာနော်ကျွန်တော်တို့ရှိုးလုံးအနေနဲ့ကြတော့ရောင်းလို့မရလို့ပါကျွန်တော်တို့ရဲ့ဆိုင်ပေါ့နော်ကဲဒီဘေးကလေးလည်းရောင်းပြီးသွားပြီဒီကားလေးလည်းရောင်းပြီးငွေစောင့်နေတာခင်ဗျာနော်တော့မှဘလိုပေါက်တွေကတော့အများကြီးရှိတယ်ခင်ဗျာဒါအိမ်ထဲမှာရှိတာလည်းနည်းသေးတယ်နော်ဘလိုပေါက်တော့ဆို 0.5 ရမယ်နော် 0.5 လေး 0.5 990မှာ8သိန်း 0.5 1007ဒီမှာ Arafat နော် MZG full လေးတစ်စီးရှိအောင်မယ်နော် family တိုက်စီးခြင်းတဲ့အကိုတွေအမတွေအတွက်နော်GD1 ကျွန်တော်မှာဘောင်း3စီးရှိတယ်နော်ဘောင်း3စီးတောင်ရှိတယ် GD1 နဲ့ပတ်သက်ရင်ကေတန်းပလိုပေါက်လေးလည်းရှိအောင်မယ်နော်ဒီကောင်လေးက1000တန်းလေးတွေပလိုပေါက်ကကျွန်တော်မှာ1007 1007အနေစတယ်ပေါ့နော်1007 1008 1009 1000တန်း1000တွဲဆိုပြီးစားသားရှိပြီခင်ဗျာနော် GD1 လေးတွေရှိမယ်ဒီမှာကော်လေးတွေရှိပြီခင်ဗျာနော်နေဝေးသမားနေဒီတော့ကျွန်တော်အရေးကြတိတ်မပေးဘူးရငွေချန်တော့ပြီးထားပေးတယ်ဗောနော်ငွေချန်ကားကြီးတန်ကြီးတန်းပါဆင့်လို့ချန်ထားပေးပါတယ်ခင်ဗျဒီမှာ DB ဆိုကျွန်တော်မှာ2စီးရှိမယ်နော်ဒီ Suzuki လေးရှိမယ်ပြီးတော့ High Jet လေးတစ်စီးရှိအောင်မယ်ခင်ဗျနော်ကဲဒီမှာဘလိုပေါ့ H10 တကောင်1009လေးခင်ဗျနော် 0.3 ကို 0.5 ပြန်ကျွန်တော်ရိုးမြင့်ပြီးပြန်တင်ပေးထားတယ်ခင်ဗျဒီကားလေးဆိုရင်နော်ဈေးနှုန်းလေးရတယ်မှာဈေးနှုန်းတွေ model တွေကျွန်တော်တွဲပြီးအကုန်ရေးပေးထားတဲ့ကားတွေကိုနော်အချော်တင်းကတော့ကျွန်တော်ရှိမှာပါပဲရှိမယ်အရေးကြရမယ်ငွေချမ်းရမယ်အလဲထက်ရပါမယ်ခင်ဗျနော်မိမိတို့ရောင်းလို့တော့ကားများကိုလည်းပြန်လဲဝယ်ယူပေးသလို200ခိုင်နှုန်းပေးပြီးတော့ကျွန်တော်ရှိမှာအယောင်းပို့တွေလည်းလာရောက်တင်နိုင်ပါတယ်ခင်ဗျဟုတ်ကားလေးနဲ့ပတ်သက်ပြီးအသေးစိတ်သိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်0988 039338ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့39933939995139ကိုလည်းဒါဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကိုတိုင်ကိုကြလာရောက်ကြည့်ရှုကျင်တယ်ဆိုရင်ကျွန်တော်တို့ဆိုင်တီနီယာသည်အရှိတကုံမင်းရဲကျော်တော်1 way လမ်းမကြီးရှေ့ရက်ကွက်ဂိတ်ဟောင်းမှတ်တိုင်ဒီစိုးကြီးကားရှိုးလုံးမှာဒါကြည့်ရှုလို့ရပါမယ်ခင်ဗျာတက်စီနဲ့ပတ်သက်ရင်တော့ကျွန်တော်မှာပတ်ဆိုလေးတစ်စီးပဲရှိတော့မယ်နော်ရှမ်းတောင်ချမ်းလေးနော်ကားကွန်နက်ရှယ်အရင်ကောင်းတယ်ဗျာဒီနှုန်းလေးကတော့ကျွန်တော်ရောင်းပြီးမှ440နဲ့မှ8သိန်းပါခင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ကိုချမ်းမှာနောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ